ကျောင်းရဲ့မနက်စာကဈေးကြီးတဲ့ကာပီယာ9ဦးတွေဖြစ်ပေမဲ့ဆင်းရဲတဲ့ကောင်မလေးကတော့ကျောင်းကိုနေတိုင်းကိုထမင်းကြိုင်ကိုယူလာခဲ့တယ်အတန်းဖော်တွေကသူမကိုအချိုပွဲအတူတူစားဖို့ဖိတ်ခေါ်ခဲ့ကြတယ်ဈေးနှုန်းတွေကိုကြည့်ပြီးတဲ့နောက်ကောင်မလေးကသူမအချိုပွဲမကြိုက်ဘူးလို့ပြောပြီးငင်းဆန်ခဲ့တယ်ဒီအချိန်မှာပဲကျောင်းရဲ့လေးအဖွဲ့ရောက်လာပြီးဒီတန်းထဲမှာဆင်းရဲသားကျောင်းသားတယောက်ပုံနေတယ်လို့ပြောလိုက်တယ်ဒီလိုထိတ်တန်းကျောင်းမှာဆင်းရဲသားမရှိနိုင်တာကြောင့်အာနာယာနာကသူမရဲ့အထားပေါ်သွားပြီးအထင်နဲ့ကြောက်လန့်ပြီးမျက်လုံးမိတ်ထားလိုက်မိတယ်အထင်နဲ့အမြင်လွဲသွားတာကလေးကောင်းဆောင်ချက်ချာကသူမဘေးနာကကောင်လေးကိုကြောင်းထုတ်စာရွက်ပေးလိုက်တာပါအဲ့ဒီကောင်လေးကချက်ချင်းတူးထောက်ပြီးတယူနာတက်ဖို့တောင်းပန်ခဲ့တယ်ဘေးပတ်ဝန်းကျင်ကအတန်းဖော်တွေကလည်းအဲ့ဒီကောင်လေးကိုတယောက်တစ်ပေါက်ဝေဖန်ပစ်တင်ကြတော့တဲ့အာနာကတော့သူမမိမသွားလို့စိတ်သက်သာရသွားခဲ့တယ်ကျောင်းစင်းတော့အာနာကအတန်းဖော်ရဲ့စိန်ခံကားကိုစီးပြီးအိမ်ပြန်ခဲ့ကမိသားစုဒရိုင်ဘာကဒီနေ့ခွင့်ယူထားလို့ပါဆိုပြီးလိန်ပြောခဲ့တယ်သူမကစိုင်ကြီးတစ်ခုရဲ့အဝင်ဝါမှာဆင်းခဲ့ပြီးအတန်းဖော်ထွက်သွားမှာပဲတက်ပြင်းချနိုင်ခဲ့တယ်အာနာကမိသွားမှာကြောက်တာကြောင့်အမြန်ထွက်သွားခဲ့တယ်ဒါပေမဲ့ဘယ်သူသိမလဲစိန်ခံကားတစ်စီးကသူမစီတိုက်ရိုက်မောင်းနေလာခဲ့ပြီးတိုက်မိတော့မလို့ဖြစ်သွားခဲ့တယ်ကံကောင်းစွာနဲ့ကားကအချိန်မီရက်သွားခဲ့တယ်ကောင်မလေးကကားထဲကနေလေးအဖွဲဆင်းလာတာကိုတွေးလိုက်ရတယ်ကောင်မလေးရဲ့လေးထောက်တွေပျော့ကွေသွားပြီးမြေပြင်ပေါ်လဲကျသွားခဲ့တယ်အဖွဲ့တွေကတယောက်ကသူမကိုမျက်နှာမှတ်မိစနစ် facial recognition နဲ့တိုက်ရိုက်စစ်ဆေးလိုက်ပြီးကောင်မလေးရဲ့အချက်လက်တွေကိုဆွဲထုတ်လိုက်တယ်အာနာကမိသားစုစီးပွားရေးပြက်ကွက်သွားတာကိုသူတို့တည်သွားမှကြောက်တာကြောင့်အတီးတီးအမြန်ထွက်ပြေးခဲ့တယ်အာနာအိမ်ပြန်ရောက်တဲ့အခါအမေဖြစ်သူအတွက်ထမင်းဟင်းချက်ပေးခဲ့ရသေးတယ်မိသားစုစီးပွားရေးပြက်ကွက်ခဲ့တဲ့ကအဖေဖြစ်သူကပတ်စံရှာဖို့ပင်လယ်ထဲငါးများထွက်ခဲ့ရတာပါအာနာနဲ့သူမရဲ့အမေကတော့ဒီယိုရင်းနေတဲ့အိမ်မှာနေတိုင်းနေထိုင်ကြရပြီးအာနာကကျောင်းဆင်ရင်ကုံစုံဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရတယ်သူမအခုလိုချင်တာကကျောင်းကနေချောချောမုံမုံပွဲရနိုင်ဘူးသူမရဲ့အထောက်အထားကိုမိသူများမသိရှိစေရေးပါပဲအာနာကုံစုံဆိုင်မှာအလုပ်လုပ်နေချိန်မှာအမျိုးသားလုပ်ဖော်ကိုင်ဖက်တယောက်ရဲ့နှောက်ယှက်မှုကိုမကြာခဏခံရလေးရှိတယ်ကံကောင်းစွာနဲ့ဂျန်နီကအချိန်တိုင်းသူမကိုကူညီပေးခဲ့တယ်ဒီနေ့မှာတော့ထူးဆန်းတဲ့ကောင်လေးတယောက်ပါဆယ်ထုတ်လာယူခဲ့တယ်အာနာကအဲ့ဒီကောင်လေးနဲ့စကားပြောနေတော့မှပဲအဲ့ဒီကောင်လေးဟာလေးကောင်းဆောင်ချက်ဖြစ်နေတာကိုတွေ့ရှိသွားခဲ့တယ်ဒါပေမဲ့ဂျက်ကကောင်မလေးကိုတွေ့လိုက်ရတဲ့အခါပြတလဲပြခတ်ထွက်ပြေးသွားခဲ့ပြီးပါဆယ်ထုတ်ကိုတောင်ယူဖို့မေ့သွားခဲ့တယ်အာနာကသူ့အချိန်ပိုင်းအလုပ်လုပ်နေတာကိုတခြားသူတွေကိုပြောပြမှာကြောက်နေခဲ့တာပါအာနာမသိတာတခုကတော့ဒီအချိန်မှာဂျက်ကလည်းပါဆယ်ထုတ်ထဲမှာဘာပါလဲဆိုတာအာနာသိသွားမှာကိုအလွန်ကြောက်နေခဲ့တာပါပဲ